လက်စစ် EV ကားတွေမြန်မာနိုင်ငံမှာခေတ်စားလာတဲ့အမျှအိမ်မှာမိပြည့်နေရင်ကားအတွင်းကိုစိတ်ပူနေရပြီလားဆိုတဲ့မိဘနှစ်အတွက် HD EV ကအကောင်းဆုံးအဖြစ်ထုတ်ပေးလိုက်ပါပြီရှင်။တဘာဝဘေးရဲ့ free energy ကိုအပြည့်အဝအသုံးချလိုက်ပါတော့လူကြီးမင်းတို့ရဲ့အိမ်ခေါင်မှုပေါ်မှာတက်ဆင်ထားတဲ့ဆိုလာပြားတွေကနေတဆင်နေ့စဉ်ရရှိလာတဲ့နေအောင်ကြည်စွမ်းအင်ကိုဖမ်းယူပြီးတော့အဲ့ဒီကနေရရှိလာတဲ့စွမ်းအင်တွေကို inverter ကနေလျှက်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးပြီးတော့မတုံးဖြစ်သေးတဲ့စွမ်းအင်တွေကို battery system ထဲမှာတိုးလောင်သိမ်းဆည်းထားပေးပါတယ်ရှင်။မိုးအုံးနေတဲ့ရက်တွေမိပြည့်တဲ့အချိန်မျိုးမှာတော့မှဘက်ထရီထဲမှာတိုးလောင်ထားတဲ့ free energy နဲ့လူကြီးမင်းရဲ့ EV ကားကိုအေးလူလူအားသွင်းလို့ရပါပြီရှင်။လူကြီးမင်းတို့ရဲ့ EV ကားကိုအိမ်မှာအကျန်းခံပြီးတော့စိတ်ချလက်ချအားသွင်းနိုင်မှုအတွက် HD EV ရဲ့ 7kW EV ချားလေးကိုတခါတည်းတက်ဆင်ပေးထားပါတယ်ရှင်။တဘာဝဘေးရဲ့ free energy ကိုအပြည့်အဝအသုံးချပြီးတော့တင့်ရဲ့ EV ကားကိုအဆင်ပြေချောင်းဝိစာအားသွင်းနိုင်မှုအတွက် HD EV က DC charger station တွေအတွက်အိမ်သုံးဆိုလာစနစ်တွေကိုပါတခါတည်းဝန်ဆောင်မှုပေးနေပါပြီရှင်။တင့်ရဲ့ EV ကားလေးအတွက်ရေရှည်စိတ်ချလက်ချအားသွင်းဖို့ဆိုလို့ရှိရင်ယခုပဲ HD EV ကိုဆက်သွယ်လိုက်ပါတော့နော်။